မေကိုနေလဲငါဘာမှဖြေတတ်တော့ပါပြစီသွားပြီးတဲ့ပိုင်းစာများသာရှင်မတဲမှာမေတ္တာတဲ့အုံတော်ချီတဲ့ငါမနှက်ပြန်နေရစမ်းဘာထွက်ငါတို့ရဲ့တချင်လဲနဲ့တချူဖို့တွေကပြစင်သာနေကြရလောကကြီးမှာတော်သားမီနဲ့အစမ်းပြတတ်တဲ့လူတွေရဲ့ကြောင်းစားလမ်းမှာပြစင်သာဒါရီနဲ့ဝေးသွားဖို့ငါကြိုးစားရင်ခန္ဓာကိုယ်ကြီးနဲ့ဝိညာဉ်ညစ်ပွားမှုတွေဖြစ်လာပြစင်သာကလူရောရဲ့